အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့ကလေးတရေကိုမြောက်ထင်ပြီးမွေးစားခဲ့တဲ့လင်မယားနှစ်ယောက်ကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်လည်းမစတင်ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တရခင်ကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စတင်လိုက်အောင်ရွာလေးတရွာမှာထက်မြက်နဲ့မပန်းဆိုတဲ့လင်မယားနှစ်ယောက်ရှိပါတယ်သူတို့နှစ်ယောက်ကလက်ထပ်ခဲ့ကြတာနှစ်ပေါင်းများစွာရှိပါပြီဒါပေမဲ့ကလေးတော့မရခဲ့ကြပါဘူးတရက်မှာတော့သူတို့နှစ်ယောက်ကစီးပွားရေးလုပ်ငန်းတွေရှုံးကုန်တာကြောင့်မို့လို့နှစ်ယောက်လုံးမှာဘာမှမချင်တော့တာကြောင့်လက်ထဲမှာရှိတဲ့ငွေလေးနဲ့ငင်နဲ့တောထဲမှာတောင်ရလုပ်ဖို့မြေဝယ်ခဲ့ကြပါတယ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာနေဖို့အတွက်လေကွင်းလေမှာလေတဲလီတစ်လုံးကိုစောက်ခဲ့ကြပါတယ်တညမှာတော့လင်မယားနှစ်ယောက်အိတ်တော်မဲ့ချိန်မှာတဲရဲ့အနောက်ဘက်မှာတခုခုလိုက်ဖမ်းနေတဲ့ခြေတံကိုကြားလိုက်ရပါတယ်ဒါကြောင့်သူတို့ကချောင်းကြည့်လိုက်တဲ့ခါမှာတော့မုတ်ဆိုးတစ်ယောက်ကတနက်နဲ့မြောက်ကြီးတစ်ကောင်နဲ့တူတဲ့အရာတစ်ခုကိုလိုက်ဖမ်းနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအရာကတောထဲကိုခုန်ပြေးသွားပြီမယ်။မုတ်ဆိုးကအဲ့ဒီတလိษံတော့ကိုဆက်လိုက်နေပါတယ်။လင်မယားနှစ်ယောက်ကတော့ဒါကတာမန်အရာတစ်ခုပဲလို့ထင်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့လေကွင်းကတိတ်ကိုတစ်ပင်ထူတဲ့တောနားမှာရှိတာကြောင့်မုတ်ဆိုးတော်တော်များများအမဲလာပြီးတော့လိုက်တတ်ကြလို့ပါ။အဲ့ဒီချိန်မှာပဲသူတို့မွေးထားတဲ့ခွေးကတဲအိမ်နောက်ကမျက်ပင်တွေကိုအဆက်မပြတ်ဟောင်းနေပါတယ်။အဲ့ဒါနဲ့သူတို့ကတန်တရားဝင်သွားတာကြောင့်သွားကြည့်လိုက်တဲ့ခါမှာတော့လက်မောင်းအရွယ်စားလောက်ရှိပြီးတော့အမဲရောင်အမွှေးတွေနဲ့ကိုလုံးသေးသေးအနီရောင်မျက်လုံးကြီးတွေနဲ့ပါးစပ်ကြီးကြီးခြေထောက်တစ်ဖက်ပဲရှိတဲ့တလိษံတစ်မျိုးကိုတွေ့လိုက်ပါတယ်အဲ့ဒီတလိษံကတနာစရာကောင်းတော့အောင်ငြိမ်သက်စွာလဲလျောင်းနေပါတယ်ထက်မြက်ရဲ့ဒါဘလို့ကောင်းလေးလဲဒါမြောက်ကလေးနဲ့တူတယ်နော်ခုနကတော့ငါတို့တွေ့လိုက်ရတာကကလေးကိုမုတ်ဆိုးမတွေ့အောင်ကွက်ထားတဲ့မြောက်မီများလားအဲ့လိုဆိုရင်တော့တနာစရာပဲသူ့အမေကမုတ်ဆိုးမိသွားလို့များလားအဲ့ဒါကလေးတိမ်မှာဆိုလို့လာခွက်ထားတာဖြစ်နိုင်တယ်ထက်မြက်ကအဲ့ဒီထူးဆန်းတဲ့တလိษံလေးကိုခြိလိုက်တဲ့ခါမှာတော့အဲ့ဒီတလိษံလေးကအသက်ရှိနေသေးတာကိုတွေ့လိုက်ပါတယ်ဘာလို့လဲဆိုတော့သူကအသက်ရှူနေသေးလို့ပါအဲ့ဒီတလိษံလေးရဲ့တကူလုံးကိုစစ်ဆေးကြည့်ပေမဲ့ဘလို့တန်ရမှတော့မတွေ့ပါဘူးတကယ်တနာစရာလေးပဲငငယ်လေးနဲ့အမေနဲ့ကွဲကွာရတယ်လို့ဒါဆိုငါတို့ဘလို့လုပ်ကြမလဲငါတို့သူ့ကိုအရင်ဆုံးမွေးထားလိုက်ရင်ကောင်းမယ်ဒါပေမဲ့ဒီရက်ပိုင်းငါတို့တေချာဝတ်ထားမှရမယ်ဘာလို့လဲဆိုတော့မုတ်ဆိုးပြန်လာလို့တွေ့သွားရင်ပြဿနာတက်နိုင်တယ်ဒီလိုနဲ့လင်မယားနှစ်ယောက်ကဘာကောင်လေးမှမသိပေမဲ့မြောက်ကလေးလို့ထင်ထားတဲ့ထူးဆန်းတဲ့တလိษံလေးကိုမွေးစားခဲ့ပါတယ်ဒါပေမဲ့သူတို့ကခြေတစ်ဖက်ပဲရှိတယ်မတန်ဆွမ်းတဲ့တောကောင်လေးလို့ထင်ခဲ့ကြတာပါသူတို့ကသူ့ကိုမယုံရှာခဲ့ကြပါဘူးသူတို့ကအဲ့ဒီတရဝါလေးကိုကိုယ့်ရဲ့သားအစ်စ်လို့သဘောထားပြီးတော့မေတ္တာအပြည့်နဲ့ပြုစုဆောင်ရှောက်ပေးပါတယ်သူဘာစားရတာကြိုက်လဲဆိုတာကိုလည်းရှာဖွေပြီးတော့ကြွေးမွေးကြပါတယ်အထူးသဖြင့်သူအလွန်ကြိုက်တဲ့ငါးစိမ့်တွေကိုပေါ့တညမှာတော့တဲအိမ်သားမှာခုံပေါက်နေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်သူတို့မွေးထားတဲ့ခွေးကလည်းအဆက်မပြတ်ဟောင်းနေပါတယ်ဒါကြောင့်လင်မယားနှစ်ယောက်ကတခိုးဓမြများလားဆိုပြီးတော့တိတ်တဆိတ်ထွက်ပြီးကြည့်ကြပါတယ်ဒါပေမဲ့သူတို့မျက်မြင်တွေ့လိုက်ရတဲ့အခါမှာတော့အသက်ရှူမှားလာအောင်ဖြစ်သွားပါတယ်သူရဲ့ပုံပန်းတရံကအရန်ကိုကြောက်စရာကောင်းပါတယ်အမဲရောင်အမွှေးတွေနဲ့အနီရောင်မျက်လုံးကြီးတွေနဲ့ကြီးမားပြီးတော့ခြုံထက်တဲ့သွားတွေနေပါအရေးကြီးဆုံးကတော့သူတို့မွေးထားတဲ့အကောင်လေးနဲ့တပုံစံနဲ့တူနေတာပါပဲဒါပေမဲ့သူတို့မွေးထားတဲ့အကောင်လေးထက်ပိုပြီးတော့ကြောက်ဖို့ကောင်းနေပါတယ်ထက်မြက်ကြီးဒါလွန်ခဲ့တဲ့လတွေကငါတို့တွေ့ခဲ့တဲ့အကောင်လေးနဲ့တကောင်နဲ့လားတကောင်နဲ့ပဲဖြစ်နိုင်တယ်ဒါဆိုရင်ဒါကသူ့အမေပေါ့ဖြစ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့သားလေးထက်ဘာလို့ပိုပြီးကြောက်ဖို့ကောင်းနေရလဲမသိဘူးတရေမကြီးကသူ့သားလေးရဲ့အနံ့ကိုရတာနဲ့တဲအိမ်ထဲကိုခုံဝင်လာပါတယ်လင်မယားနှစ်ယောက်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာသူတို့ကိုရှောင်ပေးဖို့အတွက်သွားတွေကိုထုတ်ပြီးတော့ချိန်ရောက်ပါတယ်တရေကလေးလေးကလည်းပုံမှန်မဟုတ်တဲ့အနံ့ကိုရတာနဲ့အပြင်ကိုခုန်ထွက်လာခဲ့ပါတယ်တရေမကြီးကသူ့သားလေးကိုမျက်နှာနဲ့ခေါ်သွားဖို့ခုံဝင်လာခဲ့ပါတယ်ဒါပေမဲ့သားလေးကလိုက်မသွားဘဲနဲ့လင်မယားနှစ်ယောက်ရဲ့နောက်ကိုပုံအောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာတရေမကြီးကမကြေမနက်ဖြစ်သွားပြီလေဘာလို့လဲဆိုတော့ဒီလင်မယားနှစ်ယောက်ကသူ့သားကိုခိုးသွားမယ်လို့ထင်ထားလို့ပါသူကလင်မယားနှစ်ယောက်ကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာတော့သားလေးကလင်မယားနှစ်ယောက်ကိုကာဝယ်ဖို့အတွက်သူ့အမေကိုပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါကသူ့အမေဆိုတာကို तू မသိလို့ပါအဲ့လိုရုံရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲရေတံတစ်ခုပေါ်လာပြီးတော့လွန်ခဲ့တဲ့လတွေကတရေမကြီးကိုလိုက်ဖမ်းခဲ့တဲ့အမုတ်ဆိုးကပြန်ပေါ်လာပါတယ်အဲ့ဒီခါမှာတရေမကြီးကကြောက်လန့်သွားပါတယ်နောက်ဆုံးတော့မင်းကူထဲကထွက်လာတာပဲအရင်တစ်ခေါက်တုန်းကငါ့ရဲ့မှော်ကြီးစံနေကြောင့်မင်းတေလူမျိုးဘဖြစ်သွားပြီးတော့ကူထဲမှာပုန်းနေကြတာမလားဘာဒါတရေလားမင်းတို့လင်မယားနှစ်ယောက်ကမျိုးကလူတွေဖြစ်မှာပေါ့တောကလူတွေမဟုတ်တော့မင်းတို့မွေးထားတာတရေရဲ့ကလေးဆိုတာမသိဘူးပေါ့မင်းတို့မကြောက်နဲ့
ဒီတစ်ခါငါသူ့အမေကြီးကိုရှင်းပြအောင်လည်းမကဘူးသူ့သားလေးကိုပါရှင်းပြမယ်သူတို့ကကြီးလာလေလေသူတို့ရဲ့တကိုးတွေကပိုကြီးလေလေပဲသူတို့ရဲ့တရေသဘာဝတွေပိုပြီးထင်ရှားလာတဲ့ချိန်ကျရင်မင်းတို့ကိုဒုက္ခပေးလိမ့်မယ်လင်မယားနှစ်ယောက်ကမုတ်ဆိုးရဲ့စကားကြောင့်စိုးရိမ်လာကြပါတယ်သူတို့မြောက်လို့ထင်ပြီးတော့မွေးထားတဲ့ကလေးကတရေဖြစ်နေတာကိုဒါပေမဲ့တရေလေးရဲ့မျက်လုံးကိုကြည့်လိုက်တဲ့အခါမှာတော့တနာသွားပြီးတော့မုတ်ဆိုးကိုမလုတ်ခိုင်းရတော့ပါဘူးဒါပေမဲ့မုတ်ဆိုးကတရေလေးကိုသူ့ရဲ့လက်ထဲကိုဆွဲလုလိုက်ပြီးဘသူမှမကက်ရဲအောင်ချိန်ချောင်းလိုက်ပါတယ်တရေမကြီးမင်းငါ့ကိုမင်းရဲ့ကလေးကိုမထိခိုက်စေချင်ရင်မင်းရဲ့ကလေးကိုပြန်လို့ချင်းရင်ဂူတွေကရတနာတွေယူလာခဲ့ဒါဘာတွေဖြစ်နေရလဲတရေမကြီးမှာရတနာတွေအများကြီးရှိရလားမင်းတို့ဘာမှမသိသေးဘူးဒီလိုမျိုးတရေတွေမှာရွှေတွေငွေတွေရတနာတွေအများကြီးရှိတယ်အရင်တစ်ခေါက်တုန်းကငါသူ့ကိုလိုက်ဖမ်းပြီးရတနာတွေကိုယူကိုစူးစမ်းခဲ့တာဒါပေမဲ့သူကလက်မခံခဲ့ဘူးလေမုတ်ဆိုးကတရေမကြီးနဲ့အပေးယူလို့ဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူးသူကသူ့ကလေးကိုပြန်ရတာနဲ့မုတ်ဆိုးကသူ့ကိုရောသူ့ကလေးကိုပါတက်ပြစ်မယ်ဆိုတာသိနေတယ်လေထက်မြက်နဲ့မပန်းတို့ကလည်းအခြေအနေမကောင်းတာကိုသိပြီးတော့တီတိုပြောလိုက်ပါတယ်သူတို့ကတရေလေးကိုမျက်လုံးနဲ့အချက်ပြလိုက်ပါတယ်မုတ်ဆိုးချီထားတဲ့တရေလေးကမုတ်ဆိုးရဲ့လက်မောင်းကိုကိုက်ချလိုက်ပါတယ်မုတ်ဆိုးကအယမ်းနာကျင်သွားပြီးကလေးကိုလွှတ်ချလိုက်ရပါတယ်တရေလေးကလင်မယားနှစ်ယောက်ရဲ့နောက်ကိုခုံဝင်သွားပါတယ်မုတ်ဆိုးကတရေလေးကသူ့ကိုကိုက်လို့ဒေါသထွက်သွားပါတယ်လင်မယားနှစ်ယောက်ကလည်းတရေလေးကိုကာကွယ်ပေးနေတာကိုတွေ့ရတော့တနက်ကိုထုတ်ပြီးတော့ပြစ်ဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့ဘလောက်ပဲပြစ်ကြည်စံကမထွက်ပါဘူးထက်မြက်ရဲ့ရင်ဘက်ကနေထူးဆန်းတဲ့ရွှေရောင်လင်းနဲ့ထွက်လာပါတယ်ဒါဘာတွေလဲဘာလို့ပြစ်မရတာလဲမင်းမဘာတွေရှိနေရလဲငါမှဆွဲထားတဲ့မှော်ပရီးကြောင့်ဘယ်ကြည်စံမှငါ့ကိုမထိနိုင်ဘူးမှော်ပရီးကထွက်လာတဲ့ရွှေရောင်လင်းနဲ့ကြောင့်မုတ်ဆိုးတစ်ယောက်အံ့အားသင့်သွားပါတယ်ဒါပေမဲ့သူကအရှုံးမပေးပဲတနက်ကိုတရေမကြီးဘက်ကိုလှည့်ပြီးပြစ်ဖို့လုပ်ပါတယ်ဒါပေမဲ့ထက်မြက်ကတရေမကြီးကိုကာဝယ်ပေးထားတော့ဘလောက်ပဲပြစ်မရပါဘူးနောက်ဆုံးမှာတော့တနက်ကကွဲသွားပါတယ်အဲ့ဒီခါမှာတော့တရေမကြီးကမုတ်ဆိုးကိုပြန်ပြီးလိုက်ဖမ်းมาတော့တယ်မုတ်ဆိုးကလည်းကြောက်အားလန့်အားနဲ့တောထဲကိုပြေးဝင်သွားပါတယ်တရေမကြီးကသူ့ရဲ့ကလေးစီကိုပြန်လာခဲ့ပါတယ်သူတို့ကစကားမပြောနိုင်ပေမဲ့စိတ်ချင်းတော့ဆက်သွယ်နိုင်ပါတယ်တရေလေးကဒါကသူ့အမေစစ်ဆိုတာသူသိသွားပါတော့တယ်ငါတို့သူ့ကိုသူ့အမေနဲ့ပြန်နေခိုင်းမှရတော့မယ်ဟုတ်ပါတယ်လေငါတို့သူ့ကိုဘယ်လောက်ပဲချစ်တကယ်တော့ငါတို့ကမိသားစုမတူဘူးကိုတရေမကြီးကလည်းမျက်လုံးနေနဲ့ကျေးဇူးတင်ကြောင်းပြောပြပါတယ်သူတို့ကတရေလေးကိုဂူထဲကိုလိုက်ပို့ပေးခဲ့ပါတယ်တရေမကြီးကကျေးဇူးတင်လို့ထက်မြက်နဲ့မပန်းကိုရွှေငွေရတနာတွေအများကြီးပေးခဲ့ပါတယ်သူတို့ကသူ့ရဲ့ကလေးကိုပြုစုဆောင်ရှောက်ပေးခဲ့ရုံသာမကဘဲနဲ့သူနဲ့သူ့ကလေးကိုမုတ်ဆိုးရဲ့အန်ဒီရဲ့ကနေကယ်တင်ပေးခဲ့တဲ့အတွက်ကြောင့်ပါနှုတ်ဆက်ပြီးတဲ့နောက်မှာတော့လင်မယားနှစ်ယောက်ကသူတို့ရဲ့လေယာရှိရာကိုပြန်လာခဲ့ပါတယ်တရေပေးခဲ့တဲ့ရွှေငွေရတနာတွေနဲ့အလုပ်တွေပြန်ပြီးစူးစမ်းတာသူတို့ကနောက်တစ်ဖန်ပြန်ပြီးတော့ချမ်းသာလာပါတယ်တကယ်လို့တင်တာထက်မြက်နဲ့မပန်းနေရာမှာဆိုရင်တရေလေးကိုကူညီပြီးမွေးစားမလားအောက်မှာကွန်မန့်လေးတွေမှန်ခဲ့ပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်နေမှုကိုဒီမှာပဲရအောင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်ဆက်တာကိုချိုင်းနေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြောရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်